လူမှုကျင့်ဝတ်လို့ပြောလိုက်ရင်ဒီဘက်ခေတ်ကျွန်တော်တို့နိုင်ငံမှာအဖွဲ့အစည်းတွေနဲ့ဆက်ဆံတာပဲဖြစ်ဖြစ်ဝန်ထမ်းတယောက်ချင်းစီပဲဖြစ်ဖြစ်သုံးတဲ့စကားလုံးတွေထဲမှာကျင့်ဝတ်နဲ့ပတ်သက်လို့အားနည်းတယ်ကျင့်ဝတ်မရှိကြဘူးဆိုတဲ့စကားလုံးလေးတွေသုံးလာတာများပါတယ်ကျင့်ဝတ်ရှိတယ်ဆိုတာဘာလဲကျွန်တော်အမြင်ရတော့ကောင်းမွန်တဲ့ကိုကျင့်တရားကောင်းမွန်တဲ့အမှုအကျင့်ကောင်းမွန်တဲ့ခံယူချက်နဲ့အပြုမှုရှိတာကိုပြောတာပါပဲလှုပ်တဲ့နာကိုတိုက်တွန်းစရာမလိုပဲအတိတရားရှိရှိလှုပ်ပြီးမလှုပ်တဲ့နာကိုအတိတရားရှိရှိရှောင်ကျင်တာကျင့်ဝတ်ရှိတာပါပဲကျွန်တော်တို့လူဖွဲ့စည်းအတွင်းမှာလူတွေလက်ခံနိုင်တဲ့အမှုအကျင့်တွေကိုလိုက်နာနေထိုင်တာပါပဲတကယ်တမ်းကျတော့အားနည်းလို့သာအားနည်းတာကျွန်တော်တို့တိုင်းပြည်မှာဟိုးငယ်စဉ်ဘဝကျောင်းသားကျောင်းသူအရွယ်ကလေးကဇာရိတပြည်သူနီတိလောကနီတိဘဝတသက်တာဆိုပြီးလူမှုရေးဆိုင်ရာသင်ခန်းစာတွေအနေနဲ့အခြေခံအားဖြင့်လိုက်နာဆောင်ထိန်ရမယ့်ကျင့်ဝတ်တွေသင်ခဲ့ရတယ်အခြေခံပညာကျောင်းတွေမှာကလေးကကိုကျင့်တရားဆိုင်ရာမှန်ကန်တဲ့အသည့်အပြုအမူတွေကိုစနစ်ကျဝေဖန်ပိုင်းခြားလိုက်နာကျင့်သုံးတတ်ဖို့တမိုးထားလေးစားတတ်ဖို့ဆိုပြီးသင်ရိုးတွေထဲမှာထည့်သွင်းခဲ့ကြတာပါပဲကျွန်တော်တို့တိုင်းပြည်မှာကျောင်းနေရွယ်ကလေး100ရှိရင်90%ကျော်ကမူလာတန်းတက်ခဲ့ကြတယ်60%လောက်ကအနိုင်ဆုံးအလဲတန်းအဆင့်ထိပညာသင်ယူခဲ့ကြရတယ်ဆိုလိုချင်တဲ့သဘောကကျင့်ဝတ်ဆိုတဲ့စကားလုံးကကျွန်တော်တို့တိုင်းပြည်မှာမစိမ်းဘူးဆိုတဲ့သဘောကိုအဓိကပြောချင်တာပါစီးပွားရေးဆိုင်ရာဘွဲ့လွန်ပညာတွေသင်လာတဲ့အခါမှာလဲဒီလူမှုကျင့်ဝတ်နဲ့ပတ်သက်လို့လုပ်ငန်းခွင်ဆိုင်ရာရှုထောင့်စီးပွားရေးဆိုင်ရာရှုထောင့်ပညာရေးပိုင်းဆိုင်ရာရှုထောင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာရှုထောင့်ဥပဒေပိုင်းဆိုင်ရာရှုထောင့်စသဖြင့်စီမင်းစည်းကမ်းတွေဥပဒေတွေကျင့်ဝတ်တွေအကြောင်းရှင်တွဲပြီးသင်ခဲ့ကြရတယ်။ဒါတွေရှိပါလေလေ့ကျင့်ကောင်းတွေဖြစ်မလာခဲ့တာဘာကြောင့်လဲစဉ်းစားကြရပါ။ဥစ္စာဒနာနဲ့ဩဇာအာဏာတွေနောက်ကိုလိုက်ကြရင်တရားမျှတမှုတွေညီမျှမှုတွေဗတ်မလိုက်မှုတွေစည်းကမ်းဆောင်ထိန်မှုတွေလျော့ပါလာပြီးဂရိသစ္စာတည်ကြည်မှုနဲ့သစ္စာရှိမှုတွေပေါ်တန်ဖိုးထားမှုနည်းလာတာတွေကအကြောင်းရင်းခံတွေလားမဲခွန်းထုတ်เสียဖြစ်လာပါတယ်။ကျင့်ဝတ်ကောင်းရှိဖို့ဆိုတာဘာအမှန်ဘာအမှားလဲဘာတွေကလှုပ်တင်တာဘာတွေကမလှုပ်တင်တာတွေလဲဘလို့အပြုတ်မှုအနေထိုင်အပြောဆိုတွေကတင့်တော်တာလဲမတင့်တော်တာလဲမိသားစုပတ်ဝန်းကျင်နဲ့လူအဖွဲ့အစည်းရဲ့စံတန်ဖိုးထားမှုတွေကဘာတွေလဲဆိုတာတွေကိုသိဖို့နားလည်ဖို့လိုပါတယ်ကျင့်ဝတ်ကောင်းဆိုတာဘာလဲသိပြီးလိုက်နာနိုင်မှုကစာနာစိတ်ခံစားနားလည်နိုင်တဲ့စိတ်ဂရုဏာစိတ်ဆိုတဲ့စိတ်သဘောထားရှိမှုတွေအပေါ်မှာအများကြီးမူတည်ပါတယ်ကိုသင်ငယ်ဘူးတဲ့ပညာကိုဖတ်ခဲ့ဘူးတဲ့ကျင့်ဝတ်နဲ့ပတ်သက်တဲ့စာကျင့်ဝတ်ရဲ့အခြေခံအကြောင်းတရားတွေကိုပြန်ပြီးတော့တန်ဖိုးထားမှုကိုယ်တိုင်ကလည်းလိုက်နာကျင့်သုံးခြင်းစိတ်ရှိမှုဆိုတဲ့အပေါ်မှာမူတည်ပြီးတော့လူတွေအားလုံးရဲ့တဦးတယောက်ချင်းစီရဲ့ကျင့်ဝတ်အပေါ်မှာလက်ခံနိုင်မှုပုံစံလေးတွေပြောင်းလဲသွားတာလည်းရှိတယ်။လူငယ်တွေလုပ်ငန်းခွင်တွေကိုစီးပွားရေးလောကတွေကိုရောက်လာတဲ့အခါမှာမျှတမှုဥပဒေနဲ့ညီညွတ်မှုဆိုတဲ့သူ့ဘက်ကိုယ်ဝက်ညှရမယ်။ဥပဒေနဲ့လည်းညီညွတ်ရမယ်ဆိုတဲ့စိတ်သဘောထားရှိရင်ကျင့်ဝတ်တွေကိုအလိုလိုထိန်းမိသားဖြစ်သွားတတ်ပါတယ်။ကျင့်ဝတ်အကြောင်းပြောနေတလှေကြီးရှိနေမယ်။သို့တော်လည်းလူငယ်တွေအနေနဲ့ကိုယ့်ရဲ့မူလာတန်းအလဲတန်းအထက်တန်းကျောင်းသားဘဝမှာသင်ငယ်မှုတဲ့စာတွေကိုပြန်ကြည့်မယ်မှတ်မယ်ဖတ်မယ်ဆိုရင်ကိုကျင့်ဝတ်ကောင်းရဲ့အခြေခံချက်လေးတွေမြင်ရမှာပါအဲ့ဒီပုံမှာအခြေခံပြီးကိုကြိုက်တာကိုလောက်တာမှန်ပေမဲ့လည်းသူများမကြိုက်ဘူးဆိုရင်ဘာကြောင့်မကြိုက်တာလဲကို့ပုံမှာသူများကဒီလိုလာလို့ရင်ကိုကြိုက်မလားမေးခွန်းလေးတွေမေးရင်လိုက်နာရင်းနဲ့ပဲကျင့်ဝတ်ကောင်းတွေကိုစောင့်ထိန်ပြီးသားဖြစ်သွားစေနိုင်ပါတယ်